12စီးပေါ်မှာပါတဲ့သူတွေက 100% အသက်ရှင်တယ်အဲ့ဒီအချိန်မှာသင်္ဘောရဲ့ဝင်းဘက်ထဲကိုသင်္ဘောသားတယောက်ကထွက်ပြေးတာတောက်ကျလန်းနဲ့ပြေးရတဲ့အခန်းနဲ့ကြည့်လိုက်တော့လူတယောက်အိတ်နာတွေ့အဲ့လူတယောက်အိတ်နာတွေ့တော့ဟာဒီကောင်သင်္ဘောနစ်နေတာမသိရှာဘူးဆိုပြီးတော့မှတကားကို6နှစ်ဆောင်ကန်တွန်းဖွင့်လိုက်တော့အထက်မှာဂျပန်တယောက်အဲ့ဂျပန်နာမည်ကဟိုဆိုနိုတဲ့အဲ့ဟိုဆိုနိုကအင်ဂျင်နီယာဗျအင်ဂျင်နီယာလည်းပဲဇလန်တော်တော်များများမှာပါတယ်အဲ့သူကမီးထိုက်အင်ဂျင်နီယာမော်စကိုသွားပြီးတော့တိုကျိုကနေပြီးတော့မော်စကိုသွားပြီးတော့သင်တန်းတက်ပြီးပြန်လာတော့အင်္ဂလန်ရောက်တယ်သူအင်္ဂလန်ရောက်နေတဲ့အချိန်မှာတိုက်တက်နစ်ထွက်တော့အမှတ်မှတ်ရစီးမြတ်ကွာဆိုပြီးတော့ရှိတဲ့ပတ်စံလေးနဲ့လက်မှတ်ဝယ်လိုက်တော့ပထမတန်းလက်မှတ်သူကပတ်စံမရှိဘူးဒုတိယတန်းဝယ်အဲ့ဒုတိယတန်းကသင်္ဘောရဲ့ဝင်ဘက်ခေါင်းထဲမှာသူကနေမှမသိဘူးအိပ်ပျော်နေတယ်အဲ့မှာသင်္ဘောသားတယောက်ကဆောင်းကန်ပြီးတော့ဟဲ့သင်္ဘောနစ်နေပြီဆိုတော့မှညဝိအင်းကြီးဖေကိုဖေကြီးနဲ့ပြစ်တက်တယ်ကုန်းဘက်ပြစ်တဲ့တော့မှကုန်းဘက်မှာတကယ်ငရဲတမျှစူညာအော်ခေပွက်လောထနာကိုတွေ့တော့သူဘာလို့မှမသိဘူးကြောင်ပြီးကြည့်အဲ့ဒီမှာအောင်အောင်ရကောင်းတဲ့အချက်တစ်ချက်ကလည်းဘာလဲဆိုတော့အဲ့တိုက်တဲ့နဲ့ကနောက်ဆုံးရေထဲမြုပ်သွားတဲ့အထိမီးပြတ်မသွားမီးလုံးဝမပြတ်ပါဘူးလေအဲ့တိုက်တဲ့နဲ့ပတ်သက်ပြီးတော့ဗျာမှတ်သားကြတယ်အများကြီးပဲဒါရဒီထဲမှာကိုယ့်အတွက်ယူဆာရှိယူပေါ်ယူဆာမရှိမယူနဲ့ခုနဟိုစုံတို့အကြောင်းဆက်ပြောမယ်ဟိုစုံတို့ဘာလို့မှမသိဘူးခုံလည်းမချရဘူးငိုတော့လည်းအော်မငိုဘူးသူ့အသက်က42နှစ်တကယ်အားကောင်းမောင်းတဲ့အင်ဂျင်နီယာဂျပန်တယောက်အဲ့ဒီအချိန်မှာပဲအသက်ကလေး12စီးရှိတဲ့နှစ်ကနံပါတ်10ပေါ်ကနေပြီးတော့ကြီးညာချက်တစ်ခုထုတ်လိုက်တယ်အဲ့ဒါဘာလဲဆိုတော့မိန်းမ3ယောက်နေရာရမယ်တဲ့ဟိုဘက်တို့ဒီဘက်တို့ပေါ့နော်တိုးရင်နေရာ3နေရာပေါ်လာမိန်းမ3ယောက်နေရာရမယ်ဆိုတော့မိန်းမ3ယောက်နေရာရမယ်ကြွကြပါလဲဆိုလဲဆိုတော့အဲ့မှာလဲလူသဘောအောင်နော်အောင်စားတိတ်ကောင်းတယ်အဲ့ဒီမိန်းမ3ယောက်အဲ့ဒီလေကားကိုဆင်းမယ်ပေါ့နော်ဒါနံပါတ်10ကိုဆင်းတဲ့လေကားဆိုဘယ်သူမှမရောက်ဘူးဘာလို့မရောက်လဲဆိုရှေ့ဆုံးလူကနောက်ဆုံးလူကခါဖက်ထားတယ်နောက်ဆုံးလူရဲ့သပင်ကိုနောက်ကလူကဆွဲထားတယ်ငါမရောက်နေလည်းမရောက်နဲ့ဆိုစိတ်တိုက်နော်အဲ့လိုဖြစ်နေတဲ့အချိန်မှာဘလူကရောက်သွားတယ်ဆိုဟိုဆုံးတို့မိန်းမ3ယောက်နေရမယ်လို့လဲကြင်ညာလက်ကောသူ့ကိုသူယောက်ျားလည်းမိန်းမလားမသိတော့ဘူးသေရမှာကြောက်ပြီးတော့တခါလေအဲ့ဒီမှာနံပါတ်1ပန်းဝင်သွားအဲ့နောက်2 3ပေါ့ဗျာထားလိုက်ပါတော့ပြီးတော့အဲ့ဒီအသက်ကလေး12စီးကဘယ်ကိုရောက်လဲဆိုတော့အမေရိကရောက်တယ်အမေရိကရောက်တော့အမေရိကမှာစောင့်နေတာကဘာလဲဆိုတော့သတင်းတောက်တယ်တိုက်တဲ့နဲ့ပတ်သက်ပြီးသတင်းယူခြင်းလို့တိုက်တဲ့နဲ့တယ်ဘယ်လိုနဲ့တယ်ဘာညာသတင်းယူခြင်းလို့စောင့်နေတော့ဟိုကြောက်လျက်ကော12စီးပေါ်ကခရီးသည်တွေကိုချလိုက်တော့အကုန်လုံးကအသက်တွေလည်းကြီးတယ်ဗျာယောဂဘွဲရတွေလည်းရှိတယ်ဘယ်သူမှစကားမပြောနိုင်ဘူးတိုင်းမူလေမူနဲ့တခါလေဆေးုံစီကံပို့ရတယ်ဟိုဆိုနိုတယောက်ပဲအားကောင်းမောင်းတာအဲ့ဟိုဆိုနိုဟိုအင်တာဗျူးလုပ်တော့ဟိုဆိုနိုကသူမိမ့်မအောင်ဆောင်ပြီးလေပေါ်ဆင်းလာလွဲပြီးတော့အကုန်လုံးပြောပြတယ်အကုန်လုံးပြောပြတော့ခတ်တို့ပြောပြီးဆိုတကဘာလုံးတိုက်တဲ့နေ့ကိုစိတ်ဝင်စားပြီးကြည့်လိုက်တယ်အကုန်လုံးကဟိုဆိုနိုနဲ့တိုက်တဲ့နေ့တွဲပြီးသိပါတယ်ဟိုဆိုနိုတိုက်တဲ့နေ့ဟိုဆိုနိုပေါ့အဲ့ဟိုဆိုနိုကဘယ်ရောက်သွားလဲဆိုတော့ဂျပန်ပြန်ရောက်သွားတယ်ဂျပန်ပြန်ရောက်တော့ဂျပန်ဆိုရလဲနော်သူ့ကို one week welcome ပေါ့နော်သူကလည်းနည်းနည်းကြွားလို့ရတာပေါ့တွေ့လားငါတို့ဂျပန်တွေကဘလောက်ကန်ကောင်းလဲနော်တယောက်တည်းပါတာတော့အကုန်လုံးသေတယ်ဒီမှာတယောက်တည်းသက်ရှင်တယ်ကွာဘာညာလဲဆိုပြီးတော့သူကအဲ့လိုဖြစ်နေတယ်ဗျဖြစ်နေတော့အဲ့မှာဘယ်ချမ်းနဲ့ပို့ရလေးကဘာရောက်လာလဲဆိုတော့ဟိုဆိုတော့ဂျပန်ရောက်တော့အေးစေးပဲလေသူမိမအောင်ဆောင်ပြီးတော့လေပေါ်ဆင်းတာကိုဘယ်သူမှမသိနိုင်ဘူးဟောဆိုလူတိုင်းကအသက်နဲ့လူပြီးတော့သေကောင်ပေါင်းလဲဖြစ်နေကိစ္စသူ့ဘယ်သူမှ view site မှာမဟုတ်ဘူးလို့အေးစေးပဲဇာရုပဲတော့တက်လာမသိပါဘူးနော်အဲ့လိုအေးစေးနေတာ3လပဲခံတယ်3လလဲကြာဟိုဆိုတော့မိမအောင်ဆောင်ပြီးတော့လေပေါ်တက်တယ်ဆိုပြီးတော့ပေါ်ဗျာ